ပုံစံကဟေဝလက်ပြောခဲ့ဘူးရဲ့ပင်နဒမြတွင်ပြင်းတွေနဲ့မတူပါကြောင်းပင်နဒမြအစိတ်ရောဟုတ်ရလားလို့ချော်ပါကမေးလိုက်ပါတယ်။လူပြီးလဲပင်နဒမြဆိုတာအသက်နဲ့ရှင်းပြီးတော့စုံသားခန်းအရှိကြီးထွက်ကြရင်အံဝန်းစရာကောင်းတဲ့သူဘောင်းဆောင်တွေလည်းတွေ့ရတယ်လို့ပြောလိုက်တော့ချော်ပါဟာဟေဝလက်ရဲ့စကားတွေကိုပြန်တွေးမိသွားပါတယ်။ဟေဝလက်ဟာချော်ပါကိုပင်လယ်ပြုံထွက်စေချင်ခဲ့ပြီးတော့အခုပြဿနာတွေကပင်လယ်ပြုံနာရောက်ပြီးသွားရင်တိတိလေးဖြစ်သွားလိမ့်မယ်လို့ပြောခဲ့မှုပါတယ်။ဒါပေမဲ့လည်းပြောစရာအချင်းတွေကအကြာကြီးမဟုတ်လိုက်ပဲနဲ့နောက်ဆုံးတော့လေခွဲခွာရရဲ့အချိန်တစ်ခုကိုရောက်လာခဲ့ရရဲ့လို့ဒေါက်တာမင်းကပြောပြနေပါတယ်။အချိန်တွေဟာတစ်နှစ်တောင်ကြာသွားခဲ့ပြီးချော်ပါရဲ့ဒဏ်ရာတွေလည်းပျောက်ကင်းသွားပြီမို့ဟေရိုလက်ကချော်ပါကိုမောင်းထုတ်ခဲ့ပါတယ်။ချော်ပါလည်းသွားစရာမရှိနေစရာလည်းမရှိတငယ်ချင်းလည်းဟေရိုလက်တစ်ယောက်ပဲရှိလို့ဒီမှာပဲစက်နေခွင့်ပေးဖို့တောင်းပန်နေပါတယ်။ဟေရိုလက်လည်းဝမ်းနေနေပေမဲ့ချော်ပါကသူ့ကိုယ်သူဒဏ်ရာရအောင်လုပ်လိုက်တော့ဟေရိုလက်ဟာစိတ်ပူပြီးတော့ပြုံပြေးထွက်လာခဲ့ပါတယ်။အဲ့နောက်ဒီနေရာကိုပြန်မလာတော့ဖို့တနက်နေ့ပါပြစ်ပြီးတော့နှင်ထုတ်တော့ချော်ပါလည်းငိုပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။တကယ်တမ်းမှာဟေရိုလက်တယောက်ဟာနောက်ထပ်10ရက်ကြာလို့ရှိရင်တရားတော်မှာဖြစ်လို့ချော်ပေါက်ကိုမခံစားစေချင်လို့ရင်သားနဲ့နှင်ထုတ်ခဲ့ရ